ဂျင်းစင်းတွေတူရင်တကယ်ပဲထွက်ပြေးတတ်တာလားလူကြီးမင်းတို့အနေနဲ့ဂျင်းစင်းတွေကိုစိတ်ကူးကြည့်လိုက်ရင်တောင်တန်းတွေကြားကတိတ်ဆိတ်တဲ့မြေအောက်မှာငြိမ်ငြိမ်လေးရှင်သန်နေတဲ့ကျမကြီးအတွက်တန်ဖိုးရှိတဲ့အမြင့်တစ်မျိုးလိုပဲမြင်ရောက်နေမှာပါဒါပေမဲ့တရုတ်ပြည်ရဲ့ကီဆိုတောင်တန်းတွေကြားကမြို့ဟောင်းနေလိုပဲဂျင်းစင်းမှာလေကျွန်တော်တို့မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေပါသည်ဂျပန်ရဲ့နာရိုင်ဂျူကူမြို့ဟောင်းလိုပဲတရုတ်ပြည်ရဲ့တောင်တန်းတွေကြားမှာဒီဂျင်းစင်းမြစ်ဟာလည်းပဲနှစ်ပေါင်းရာရှိကြာအောင်အထီးကျန်စွာကြီးထွားလာနေတဲ့အခါမှာသူဟာအပင်တစ်ပင်ရဲ့ဘောင်ကိုကျော်လွန်သွားပြီးအသက်ဆွမ်းသို့မဟုတ် Life Force လို့ခေါ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့စွမ်းရည်တစ်ခုကိုပိုင်ဆိုင်လာပါတော့တယ်။ပြောရမယ်ဆိုရင်သူကလမ်းမကြီးပေါ်မှာရပ်တန့်နေတဲ့နာရိုင်ဂျူကူမဟုတ်တော့ပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့စောင့်နေတဲ့ဝိညာဉ်တစ်ဖွဲအပင်တစ်မျိုးဖြစ်လာခဲ့ပါသည်။ဒီနေရာကိုနားလည်ဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတောင်တန်းကြီးတွေထဲမှာဂျင်းစင်းရှာဖွေသူတွေရဲ့ဒုက္ခတွေကိုအရင်ပြောရပါမယ်။တန်မိုးကြီးဂျင်းစင်းတွေဟာအချိန်ကြာလာတာနဲ့အမျှသူ့ကိုယ်သူအကာအကွယ်ပေးတဲ့စွမ်းရည်တွေတိုးပွားလာပါသည်။ရှေးတရုတ်ပညာရှင်တွေနဲ့ဈေးဆရာတွေကအသက်တရာပြည့်တဲ့ဂျင်းစင်းတွေဟာဝိညာဉ်ရှိတယ်လို့ယုံကြည်ခဲ့ကြပါသည်။ဒီဝိညာဉ်ကအပင်ကိုရွေလျားနိုင်တဲ့စွမ်းအားပေးပါသည်။ဒါကြောင့်ဂျင်းစင်းရှာဖွေသူတယောက်ကနှစ်ပေါင်းများစွာရင့်နေပြီဖြစ်တဲ့ဂျင်းစင်းတစ်ပင်ကိုမြေတူးပြီးဖော်ထုတ်ဖို့ကြိုးစားလိုက်တာနဲ့ဒီဂျင်းစင်းဟာသူ့ရဲ့အမြင့်တွေကိုလျင်မြန်စွာရုပ်သိမ်းပြီးရေစီးတန်လိုတိတ်ဆိတ်စွာနဲ့မြေအောက်ကနေထွက်ပြေးလိုက်ပါတော့တယ်။ပြောရရင်တော့လွန်ခဲ့တဲ့နှစ်400ကနာဂါဆန်ဒိုလမ်းမကြီးကိုခေတ်သစ်လမ်းတွေပေါ်လာလို့လူတွေစွန့်ပစ်လိုက်တယ်လို့မျိုးဒီဂျင်းစင်းဟာလေသူ့ကိုလာနောက်ဆက်တဲ့လူသားတွေကိုလှည့်ပြီးတော့စွန့်ပစ်ထွက်ပြေးတာပါပဲ။တန်မိုးကြီးချင်းစင်းမင်တပင်ကိုမြေကြီးထဲကနေအမြင့်ပါမကျန်ရအောင်တူးဖော်ဖို့ဆိုတာကပင်လယ်ပြင်ရဲ့ point နီမိုကိုအရောက်သွားဖို့ကြိုးစားရတာထက်ပိုပြီးတော့ခက်ခဲပါသည်။ဘာလို့လဲဆိုတော့ point နီမိုကငြိမ်ငြိမ်လေးရှိနေပေမဲ့ဂျင်းစင်းကရွေလျားနေလို့ပါပဲ။အဲဒီခေတ်ကဆာမူရိုင်းနေလို့ပဲတတိရှိတဲ့ဂျင်းစင်းရှာဖွေသူတွေဟာလေစစ်ပွဲတစ်ခုလိုမျိုးနီးပြူဟာတွေကိုသုံးပြီးဒီအပင်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ကြပါသည်။ထွက်ပြေးရတဲ့ဂျင်းစင်းကိုဖမ်းဖို့အတွက်သူတို့သုံးခဲ့တဲ့နီလန်ကအတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါသည်။ဒါဟာညံနေညံနဲ့လှည့်စားတဲ့နီလန်ဖြစ်ပါသည်ပထမဆုံးဂျင်းစင်းအသက်ဝင်တဲ့နေရာကိုတိတ်တဆိတ်သတ်မှတ်ပါသည်ဒီနေရာမှာပဲအချိန်ကြားထဲမှာပိတ်မိနေတဲ့ဂျင်းစင်းကိုပိတ်လောင်မှုအတွက်ပြင်ဆင်ရပါသည်အဲဒီနောက်မှာတော့သူတို့ဟာအပင်ရဲ့ပတ်ဝန်းကျင်မြေကြီးထဲမှာဗျာအိုးဒါမှမဟုတ်အားပြင်းတဲ့မီးရှူမီးပိုင်းငယ်တွေကိုမြုပ်နှံလိုက်ကြပါသည်ဗျာအိုးကိုဖောက်လိုက်တဲ့အခါထွက်ပေါ်လာတဲ့ပြင်းထန်တဲ့ပေါက်ကွဲသံဟာမြေအောက်ကဂျင်းစင်းကိုအလွန်မင်းထိတ်လန့်စေပါသည်နတ်စွမ်းရင်ရှိတဲ့အပင်ဖြစ်ပေမဲ့သူဟာကြောက်စိတ်ကိုတော့မဖျောက်နိုင်ပါဘူးဒီကြောက်စိတ်ကြောင့်မလို့ဂျင်းစင်းဟာမြေကြီးပေါ်ကိုရုတ်တရက်ခုန်ထွက်လာပါသည်အဲ့လိုမျိုးထွက်ပြေးနေတဲ့ပြောင်းအိုးကြောင့်အပေါ်ကိုခုန်ထွက်လာတဲ့ဂျင်းစင်းကိုရှာဖွေသူတွေကအချိန်မဆွဲဘဲနဲ့ချက်ချင်းဖမ်းဆီးပြီးအစိမ်းလိုက်စားသုံးကြရတယ်လို့ဒန်နာရီထဲမှာဆိုထားပါသည်ဒါဟာဂျင်းစင်းရဲ့အသက်ဆွမ်းကိုအပြည့်အဝရရှိစေတဲ့နည်းလမ်းလို့ယုံကြည်ခဲ့ကြပါသည်ဆိုတော့ပေါက်ကွဲတံကိုကြားပြီးမြေကြီးပေါ်ကိုအတင်းခုန်တက်လာတဲ့ဂျင်းစင်းရဲ့ဇာတ်လမ်းကတကယ်ပဲမှန်ပါမလားခေတ်သစ်နည်းပညာတွေသိပ္ပံပညာတွေနဲ့ကြည့်မယ်ဆိုရင်တော့ဒီလိုပင်မျိုးရှိဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့ဒီဒန်နာရီကကျွန်တော်တို့ကိုဘာပြောပြနေတာလဲဒါဟာဂျင်းစင်းရဲ့ရှားပါမှုနဲ့သူ့ကိုဖမ်းဆီးရဖို့ဘလောက်ခက်ခဲလဲဆိုတာကိုပုံဖော်ထားတဲ့ရှေးဟောင်းတင်စားမှုတစ်ခုပါဒီပင်ရတံမှုဟာအလွန်ကြီးမားလွန်းလို့သူ့မှာအသက်ဝိညာဉ်ပင်ပေါက်ဖွားပြီးထွက်ပြေးနိုင်တဲ့အထိစမ်းကြဲတဲ့စွမ်းအားတွေရှိတယ်လို့ယုံကြည်ခဲ့ကြတာပါတကယ်လို့လူကြီးမင်းသားဂျင်းစင်းရှာဖွေသူတူဖြစ်ခဲ့ရင်တောင်တန်းတွေကြားမှာတိတ်ဆိတ်နေတဲ့ဂျင်းစင်းပင်တစ်ပင်ကိုမြင်ုံနဲ့တွင်သူကောငါကိုထားပြီးထွက်ပြေးမလားဆိုတဲ့အတွေ့မျိုးဝင်လာမှသိကြပါသည်